ဒီနေ့ကျွန်တော်တို့ Quran FC အသင်းရဲ့ပွဲစဉ်လေးရှိပါတယ်ဗျာပွဲချိန်ကတော့9:30ဖြစ်ပါတယ်ကမ်မန်နေရာကပြင်မနာမှာရှိတဲ့ ZTK ပူဇော်ကွင်းမှာဖြစ်ပါတယ်မကန်ခင်ကျွန်တော်ဘော်ဒါမိတ်ဖက်တယောက်ကိုဝင်ခေါ်သွားပါမယ်ခေါ်နေပါတန်ကိုစီတိုင်းမှာစီရင်ဝင်ဖြစ်လိုက်ပါဦးဗျာနေတာဖြစ်ပါတယ်တန်ကိုမှာဖြစ်ပါတယ်စီတိတ်မရှိတော့လို့ပါဒီတော့ပတ်ရှိနေပြီပြရမှာဖြစ်ပါတယ်ဂျင်းမီတယောက်တွေ့လိုက်ပါတယ်ကင်မရာရောက်ပါတော့ဗျာဝိုက်ပါတရားနဲ့ဆွဲထားလာတော့ပိုက်တရားနဲ့စားနေတာ breakfast လေးတော့မဆွဲလိုက်ဘူးအစက်လက်မှာကဲဘောလုံးမကန်ခင် breakfast လေးစားအောင်မယ်အစက်လက်မှာဖြစ်ပါတယ်ဘုဇောဘုံဘုံကိုကြောင်းလာပါပြီဒါတော့စက်တကီဘောလုံးကိုပူဇော်ခွင့်ရှိတဲ့နေရာပဲဖြစ်ပါတယ်လမ်းလေးကြားထဲမှာပဲလမ်းကြားလေးထဲမှာကြောက်ပါပြီစံကြလေးကိုရလိုက်မယ်ဒါဘောလုံးဝင်လာတဲ့လမ်းဖြစ်ပါတယ်လမ်းကြားဖြစ်ပါတယ်ZTK ဘောလုံးဖြစ်ပါတယ်ဗျာပူဇော်ဘောလုံးကွင်းပါတနာယူတော့2000ပေးရတယ်ခင်ဗျအသင်းသားတွေကတော့ဖွဲ့သားတွေကတော့3ယောက်လောက်ပဲရောက်သေးတယ်ဗျာအသင်းသားတွေအကုန်လုံးတော့လူချောတွေပဲခင်ဗျကျွန်တော်နည်းနည်းပိုချောတယ်ခင်ဗျဒါကျွန်တော်ပေါ့ဘောစပါကျွန်တော်ရဲ့ edit video လေးကိုပထမဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပွဲပြီးွားဖြစ်ပါတယ်